ဘာကြောင့်မာမာနတွေကဖြစ်နေတာတော့လို့စီသိကြည့်လို့ရှိရင်နော်အရေးကြီးတဲ့အကြောင်းတရားလေးတစ်ခုကအသိဉာဏ်နည်းလို့ဆိုတဲ့အဖြေပါပဲဟုတ်လားအသိဉာဏ်ပညာနည်းလေမာမာနကြီးလေပဲဘုရင်တို့ဘေးသပေါင်းတော်တို့ငယ်ငယ်တုန်းကနော်ဇဗနှံလေးကငိုက်နေတယ်ဆိုတော့ဩသူ့မှာအနှစ်ဆန်တဲနေလို့သင်ခဲ့ရတယ်ပေါ့ဟုတ်လားဩဇဗနှံလေးကထောင်းဖြစ်နေတယ်ဆိုတော့ထဲမှာဘာအနှစ်မှမရှိဒါကြောင့်မလို့သူကထောင်းဖြစ်နေတယ်အဲ့ဒါလိုငိုက်နေတဲ့ဇဗနှံလေးနဲ့နော်ထောင်းနေတဲ့ဇဗနှံလေးကိုဥမာပေးပြီးတော့လူသားတွေမှာလည်းပဲအသိဉာဏ်ဆိုတဲ့အနှစ်သာရကိန်းရင်ကိန်းသလောက်နှိမ့်ချမှုဆိုတာရှိတယ်အသိဉာဏ်ဆိုတဲ့အနှစ်သာရမရှိရင်မရှိသလောက်မြင့်မောက်မှုတွေဆိုတာဖြစ်နေတာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဘေးသက်ပေါင်းသူတော်ကောင်းတို့ဘဝမှာမာမာနတွေဘာကြောင့်ဖြစ်နေတာတော့လို့စီစစ်ကြည့်လို့ရှိရင်နော်အသိဉာဏ်ပညာနည်းလို့ဟုတ်ရဲ့လားဦးဇင်းတို့မဟာဝိဇ္ဇာသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့နော်ဏိဂုံးကျုပ်ကာထာလေးတစ်ပုဒ်ရှိတယ်ဧတာတိတေနကာယေနယောမေညေဩနမေတဝေပရဝအဝဇာနေယကိမေညတရအတ္တတနာဒီကာထာလေးအလုံးမမှတ်เสียကောင်းဧတာတိတေနကာယေနယောမေညေဩနမေတဝေနော်ဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့ပရဝအဝဇာနေယသူတော်ဘာကိုမထင်မဲ့မြင်ပြုတယ်နော်မိမိကိုယ်ကိုမြင့်တင်တယ်သူတော်ဘာကိုနှိမ့်ချတယ်ဆိုတာကိမေညတရအတ္တတနာမတိမြင်ခြင်းတည်းဟူသောအကြောင်းကြောင့်ပါလို့မြတ်စွာဘုရားဟောတာဆိုလိုတာကကိုယ်ခန္ဓာရဲ့သဘာဝအမှန်ကိုယ်ဘဝရဲ့သဘောအမှန်တွေကိုမတိတာကိုအကြောင်းပြုပြီးတော့တတ္တဝါတွေကကိုယ့်ကိုယ်ကိုမြင့်တင်ကြတယ်သူတော်ဘာကိုနှိမ့်ချကြတယ်ဒါတွေကအလုံးမစဉ်းစားတဲ့အကောင်းဆိုလိုတာကဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝတော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဒီခန္ဓာဒီအနေထားဒီအဖြစ်ပြက်မျိုးနဲ့ဘာမှမာမာနတက်เสียအကြောင်းမရှိဘူးဆိုတဲ့အတိတ်ပဲဟုတ်ရဲ့လားနော်ဒီလိုခန္ဓာကိုယ်မျိုးကြီးနဲ့သူတော်ဘာကိုနှိမ့်ချနေတာကိုယ့်ကိုယ်မြင့်တင်နေတာဟာဒီခန္ဓာဒီဘဝရဲ့အကြောင်းကိုမသိခြင်းကိုအကြောင်းပြုပြီးတော့တခြားအကြောင်းဆိုတာမရှိဘူးလို့မြတ်စွာဘုရားဟောတာ။နော်ဆိုလိုတာကကိုယ်ခန္ဓာရဲ့အကြောင်းကိုကိုယ်တကယ်မသိလို့သူတော်ဘာကိုနှိမ့်ချတာကိုယ့်ကိုယ်မြင့်တင်တာ။အဲ့တော့ကိုယ်ခန္ဓာရဲ့အကြောင်းကိုယ့်ဘဝရဲ့အကြောင်းကိုသိရင်သိသလောက်အဲ့လိုမာမာနတွေဆိုတာဖြစ်เสียအကြောင်းမရှိဘူး။ဟုတ်ရဲ့လား။အဲ့တော့ကိုယ်ခန္ဓာရဲ့အကြောင်းကိုယ့်ဘဝရဲ့အကြောင်းကိုတရားဓမ္မတို့ဦးဇင်းတို့တွေကအတိများအောင်ကြိုးစားရမယ်ပေါ့။အဲ့တော့ခန္ဓာရဲ့သဘောဘဝရဲ့သဘောကဘယ်လိုရှိတာတုံးလို့မေးရင်တော့အနှစ်ချုပ်အဖြစ်ခန္ဓာသည်ဘာတွေဖြစ်လာလို့မှမတည်မြဲဘူးဆိုတဲ့အနိစ္စသဘောရှိတယ်။ဘယ်သူမှမငြင်းနိုင်ဘူးဟုတ်တယ်မဟုတ်လား။နော်မတည်မြဲတဲ့အတွက်ကြောင့်ဘာတွေဖြစ်နေလို့မှကောင်းတယ်လို့ဆိုလို့မရဘူးလို့ဆိုတဲ့ဒုက္ခသဘောရှိတယ်။ပြီးတော့ဒီခန္ဓာရဲ့သဘာဝဆိုတာကိုယ်ကလည်းသူတို့ကိုအစိုးမရတယ်လို့သူတို့ကလည်းကိုယ့်ရဲ့အလိုကိုလိုက်တယ်ဆိုတာမရှိဘူး။အဲ့တော့ခန္ဓာရဲ့သဘောဘဝရဲ့သဘောဟာဘယ်လိုရှိတယ်လို့မေးရင်အနိစ္စဒုက္ခအနတ္တသဘောရှိတယ်လို့ဒီလိုပဲဖြေကြရလိမ့်မယ်အဲ့ဒီအနိစ္စဒုက္ခအနတ္တဆိုတဲ့သဘောအမှန်ကိုသိရင်သိသလောက်သူတစ်ပါးကိုနှိမ့်ချတာမျိုးကိုယ့်ကိုယ်ကိုမြင့်တင်တာမျိုးဖြစ်เสียအကြောင်းမရှိဘူးဟုတ်တယ်မဟုတ်လားဒီဦးဇင်းတို့မဟာဝိဇ္ဇာသုတ်တံမှာမြတ်စွာဘုရားဟောပြတာကနော်ဒီခန္ဓာကိုယ်ကြီးရဲ့အထူးသဖြင့်ယူပက်ခန္ဓာရုပ်အစုအဝေးကြီးရဲ့သဘာဝကိုအဲ့ဒီမှာထင်ရှားစွာပြောတာပါမဟာဝိဇ္ဇာသုတ်တံဆိုတာကဝိဇ္ဇာဆိုတာကိလေသာကိုအောင်နိုင်ခြင်းလို့အဓိပ္ပာယ်ရတယ်မဟာဆိုတာတော့ကြီးကျယ်တာပေါ့အဲ့ဒီသုတ်တံကိုအစာဆုံးဦးဇင်းတို့ဘေးသက်ပေါင်းသူတော်ကောင်းတို့လေ့လာကြည့်မယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ရဲ့နော်မတင့်တယ်တဲ့ယွန်ရှာဆွတ်ဆုပ်ဖွယ်သဘောနော်ဇံမေမွေးခြင်းအစရှိတဲ့32မျိုးသောကုဋ္ဌာတအစုဝေးတို့ဖြင့်တိဆောက်ထားတဲ့နော်ယွန်ရှာဆွတ်ဆုပ်ဖွယ်အစုအဝေးတက်တက်မြတာဖြစ်တယ်ဆိုတဲ့သဘောကိုမြတ်စွာဘုရားပုံပေါ်အောင်ပြောတာနော်ရှင်စဉ်ခါမှာဖြစ်နေတဲ့ယွန်ရှာဆွတ်ဆုပ်ဖွယ်အသက်ဝိညာဉ်ကင်းပြီးတော့တည်ဆုံးပြီးတဲ့နောက်မှာဖြစ်ပေါ်လာမဲ့ယွန်ရှာဆွတ်ဆုပ်ဖွယ်အဲ့ဒါတွေကိုမြတ်စွာဘုရားကအမှန်တိုင်းဖွင့်ပြတာအဲ့ဒါတွေကိုပြောပြီးတော့အဲ့ဒါဏိဂုံးကျုပ်သောကဂါထာလေးကိုဟောတာဟုတ်လားဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့သူတော်ဘာကိုနှိမ့်ချနေတာကိုယ့်ကိုယ်မြင့်တင်နေတာဟာဒီခန္ဓာကိုယ်ကြီးရဲ့သဘောကိုမသိခြင်းကလွဲလို့တခြားအကြောင်းမရှိဘူးလို့အဲ့လိုပြောတာအဲ့တော့အဲ့ဒီစကားလေးကိုကောက်ချက်ဆွဲကြည့်မယ်ဆိုရင်ကိုယ်ခန္ဓာရဲ့သဘောကိုသိရင်သိသလောက်သူတော်ဘာကိုနှိမ့်ချတာမျိုးကိုယ့်ကိုယ်မြင့်တင်တာမျိုးမရှိနိုင်ဘူးလို့အဖြေမှမထွက်နိုင်ဘူးလားထွက်နိုင်တယ်ဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့မာမာနတွေဘာကြောင့်ကြီးနေတာတော့လို့မေးရင်ခန္ဓာရဲ့သဘောကိုအမှန်သိတယ်နော်တကယ်အနှစ်သာရလို့ဆိုတဲ့ပညာအနှစ်မကိန်းသေးလို့မာမာနတွေကြီးနေတာ